ရရွာလိုက်တော့你都不能发了，来北京那路，来北京那路呢？你အခုဒီနေ့ဒီဖုန်းကိုလဲမအောင်ရတော့မယ် အခုဘာပြောလို့လဲဖုန်းကစပိုင်းဆိုင်အဲ့ဒါဘာလို့ညီမတေးချောင်းပြန်စစ်တင်မယ် ဖုန်းကတော့ကောင်းပါရဲ့ဒါပေမဲ့ဒီဖုန်းအရောင်ကငါ့အတွက်ဒီနေ့လောကမင်္ဂလာမရှိဖြစ်နေဟမ်ဒီနေ့အခုကြီးသားနဲ့ချိန်ထားတာလေ तू ကအဖြူအောင်လေးကြိုက်တာအဲ့ဒါကိုကိုကဒီအောင်ကင်သွားရင် तू ကိုထားခဲ့မှာပေါ့ အော်အကိုကြီးအဲ့လိုလေးကြီးအကိုထားမသွားတော့ပါဘူး မင်းတို့ပြောရကြတော့10ရက်အတွင်းအရောင်မကြိုက်ရင်ကြိုက်တယ်လို့လဲဆို ဒါအခုစနေညညီမလဲပေးလိုက်မယ်နော် The next day တဲ့ညီမလေးကိုဒီနေ့ကတော့ကိုအင်ကြီးကထဲအောင်လေးဝတ်ထားတာဆိုတော့ဒီကောင်တာလေးတွေကလည်းဖက်လေးနဲ့ပြင်ပြန်ရမယ် ဟုတ်ပါအဲ့ဒါညီမချင်းနေပြနေပြီနော် တဲ့ညီမလေးကိုဒီနေ့အသေးပွဲလာမလို့ကိုဒီနေ့ကမဲအောင်လေးနဲ့ပြန်လဲပြရတယ်ညီမလေး ရရွာလိုက်တော့ မင်းတို့ပုံစံဘာတော့လဲပေးချင်တာလို့မလဲပေးချင်တာလို့နင်တို့ပြောတော့10ရက်အတွင်းညရင်အရောင်မကြိုက်ရင်ကြိုက်တယ်လို့လဲဆို အကိုရ10ရက်တင်မှာ0%နဲ့လဲပေးဆိုတာမဲ့မယ်အခုအကိုရဲ့ပုံစံဘေးမေးပြီးလာလဲနေတယ်လို့ဖြစ်နေဘေးမေးပြီးလာလဲနေတယ်လို့ဖြစ်နေ အေးလေမန်းလေးမျိုးကြီးမှာကွာ10ရက်အတွင်းစိတ်ကြိုက်လဲလို့ရတယ်ဆိုတာမင်းတို့ဂျိုကိုပဲရှိရလေမင်းတို့ကမျက်တရားချုံးညံဆိုငါလည်းအချုံးလုံးကမခံနိုင်ဘူးပေါ့ကွာကဲခုကြည့်နေသူရတယ်ကျွန်တော်တို့တော့မလောက်ကြနဲ့ပေါ့ဗျာနော်ကျွန်တော်ကတော့ဒါဖုံးဝယ်ပြီးတော့အရောင်မကြိုက်လို့ဆိုပြီးတော့ဒါအသေးကွဲလို့ဆိုပြီးတော့အကြောင်းပြချက်မျိုးစုံပေးပြီးတော့ကျွန်တော်ကတော့ဖုံးတွေကိုစိတ်တိုင်းကြဒါတနေ့တစ်မျိုးအရောင်တွေမျိုးစုံလဲပြီးတော့ကိုင်ခဲ့တယ်အခုကြည့်နေသူရလဲကျွန်တော်တို့မျိုးအရောင်တွေမျိုးစုံစိတ်တိုင်းကြလဲကျင်နေဆိုရင်တော့ဂျိုကိုမိုဘိုင်းမှာဖုံးဝယ်ထားဖို့တော့လိုမယ်နော်